ဘာဘလို့ကြီးနဲ့စာပုံဖတ်တီတယောက်ဟာပြားကြော်တဲ့ပေးနာမှာထိုင်းငါတိပြက်ဖြက်ခါလေးဘနာတော့မန္တလေးချုံရဲ့မြောက်ဖက်စီကစီရမှာစမူစာတဲ့ကြီးနေကစီကဟိုကောင်လေးချိန်ထားလေးတွေကအကုန်လုံးကသူ့အနေနဲ့သူတန်တန်လေးတွေရှိတယ်ဒါပေမဲ့ခုနကလို level mix နဲ့ပန်ခွဲတာတွေပေါ့နော်ပန်ခွဲတာတွေကျွန်တော်သိချင်ပြန်ပြီးခွဲရမယ်အကုန်လုံးဖိတ်တာတွေဆွဲချလိုက်မယ်ဖိတ်တာတွေဆွဲချပြီးလို့ရှိရင် drum နေပြန်စချိန်ရမယ်အမှကောင်မလေးရဲ့ kit မှာ reverb တွေပါနေလားမသိဘူးတစ်ချက်အဲ့ဒါသတိထားမယ်တော့များသောအားဖြင့် kit drum တွေက low end တွေ kit ရဲ့အတန်တွေက low end တွေလေဟုတ်တယ်မလားkit မှာ reflection တွေဖြစ်လို့ရှိရင်မကောင်းဘူးเนาะတချင်းတို့မှာအဲ့ low end တွေမှာ reflection တွေဖြစ်ရင် bass နဲ့လည်းသွားရှုပ်မှာเนาะဒါ original ဒါ kit in တန်เนาะ kit in တန်ပြင်မှာနော်အဲ့ဒီ run တန်ဟုတ်တယ်ဒီတိုင်းယူလိုက်တာကောင်းတယ်ဟုတ်တယ်ကျွန်တော်ဟိုစနေရဲတူတူပဲဖြစ်နေတယ်နော်ဟုတ်တယ်ကောင်းတော့ဒီထဲမှာကောင်လေး SSR G channel ထည့်လဲကောင်းတယ်အဲ့နေရော low end နေရောပြီးရင် polarity လောက်ကြည့်ရမယ်နော်ဟောဒါဆိုသူ့အတိုင်းရပဲကောင်းတယ်နော်သူ့အတိုင်းပဲကောင်းတယ် polarity လောက်လိုက်တာမကောင်းကောင်းတယ်ကောင်လေးဒါတော်တော်လေးကောင်းတယ်အဲ့တော့ကောင်လေး bass guitar မှာဘာတွေထည့်တာလဲပြပါအောင် bass ဒီသချင်းကကျတော့ bass တွေအများကြီးရှိတာကောင်းတယ်ဆိုပေမဲ့ low end တွေကအဲ့လောက်ထိတန့်မနေဘူးပေါ့နော်ကျွန်တော်ကကြောင့် low end တွေကိုတက်နိုင်တဲ့လောက်ရှင်းကြည့်မယ်နော်နော်အဲ့လိုတန့်နေတာလေးကတော့ကောင်းတယ်တော့ဟုတ်တယ်ဒါဆိုတော့ originalမိုင်းအဲ့မှာ guru ဆိုတဲ့အတန်တွေပါကျွန်တော်တခါတည်းရှင်းထုတ်လိုက်မယ်ပြီးရင်ဒီမှာ tape ပြန်ထည့်မယ်နော် tape ပြန်ထည့်မယ်အဲ့ base ရဲ့ level ကို kit နဲ့ညီအောင် ပြန် mix လိုက်မိုင်းနော်ကောင်မလေးနော်ဟုတ်တယ်ရပြီ okay ထက်လို့ဟိုလေအဲ့ van ရဲ့တုံးနေပိုလှလာအောင်လို့လေ EQB 1ရင်ထည့်ပေးလို့ရသေးတယ်သလား EQB 1မိုက်တယ်ဟုတ်တယ်နော်ခွက်ရှာလို့မလားလို့တယ်အဲ့ဆိုကောင်မလေးအခုဒီမှာဘာလုပ်အောင်မလဲဆိုလို့ရှိရင်အခု vocal ပါထပ်တင်လိုက်အပြိုလေးများချမ်းနေမလားတလောင်းတော့တကယ်ရေက CLA တို့ဘာလို့ထည့်ကြည့်လဲ CLA တို့ဘာလို့ထည့်ကြည့်မှာမလိုက်တော့ကျွန်တော်မယူပါဘူးကောင်းနေရပဲတော့ C4 ကို CLA မတိုင်ခင်မှာထည့်လိုက်မှာအိမ်တွင်ပုံနေကြတဲ့ပြိုလေးတွေတက်တဲ့တင်ပြန်ထုံးဝဲတဲ့ရောပန်အခုတကယ်လို့ဒါအဲ့ high end မှာရှိတဲ့ဖြတ်ကြက်ဆိုတာတကယ်လို့ patron နဲ့ရိုက်တာတို့ဖြတ်ကနေထက်ကနေလက်နဲ့မဟုတ် patron နဲ့ရိုက်တာတို့ဆိုရင်အရန်မြန်နေတတ်တယ်အဲ့ transit ကနေမမေ့ရင်ကျွန်တော်တို့မှာfast attack ချိန်ပြီးတော့မိအောင်လိုက်ဖမ်းလို့ရတယ်အခုက fast attack ချိန်စရာမလိုဘူးပေါ့နော်အခုကြားနေရတဲ့အတိုင်းဆိုရင်တော့မိနေတဲ့အတွက်ကြောင့်နားထောင်ရတာမိုက်တယ်ကောင်းတယ်နည်းနည်းဟိုနားထောင်လို့ကောင်းအောင် smooth အောင်ပဲနည်းနည်းဖြည်းလိုက်ရုံပဲနော်ဟုတ်တယ်ကောင်းတယ်တော်တော်လေးကောင်းပါတယ်လေဟုတ်တယ်
လေးကျုံရဲ့မြောင်ဖက်စီကစီရမှာ smooth စားတဲ့ကြီးနေ